မင်္ဂလာပါရှင်။ဒါက Times မြန်မာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ဖလန်းမြို့နယ်နေအိမ်မီလောင်မှုကိုရန်ကျက်ငွေသိန်း90ရရှိထားတဲ့အကြောင်းကိုတင်ပြပေးသွားပါမယ်။ဖလန်းမြို့နယ်ဇန်နဝါရီလ30ရက်နေ့တွင်လူနေအိမ်မီလောင်ကျက်မှုကိုရန်ကျက်ငွေသိန်း90ရရှိနေပြီဖြစ်တော့လေ။ကျက်ငွေသိန်း1500အထိရရှိနိုင်ရန်စီစဉ်နေကြောင်းသိရှိရပါရယ်။ဖလန်းမြို့မှာနေအိမ်မီလောင်မှုကိုရန်ရန်ပုံငွေကျက်ငွေသိန်း90ရောရထားတယ်။အလှူရှင်တွေကနေပေးတဲ့ငွေမလက်ခံနိုင်တဲ့ထားတာလည်းရှိနေသေးလို့သိန်း1500အထိရနိုင်မယ်လို့တော့ယူဆထားတယ်။အိမ်မီလောင်မှုမှာကျက်ငွေသိန်း9000ခန့်ဆုံးရှုံးမယ်လို့ခန့်မှန်းထားတယ်လို့နေအိမ်မီလောင်မှုအကူအညီအသင်းကော်မတီဥက္ကဋ္ဌဆလိုက်ငေပြီးချန်ဥက္ကဋ္ဌကပြောထားပါတယ်။ဖလန်းမြို့၌အိမ်မီလောင်မှုတွေနေအိမ်6အိမ်ဖြစ်ပြီးအိမ်ထောင်စု24စုနေထိုင်တဲ့အိမ်များဖြစ်နေကြောင်းနဲ့ဆိုင်ခန်း12ခန်းရှိသည့်အိမ်ဖြစ်ကြောင်းသိရှိရပါတယ်။အိမ်မီလောင်မှုအတွက်ကူညီပံ့ပိုးမှုအနေအထားနဲ့ပတ်သက်ပြီးဆလိုက်ငေပြီးချန်ဥက္ကဋ္ဌကထောက်ပံ့ကူညီမှုဟာက3မျိုးခွဲထားတဲ့အိမ်ပိုင်ရှင်ဆိုင်ရှင်နဲ့အိမ်ငှားသူများစသဖြင့်ခွဲထားပါတယ်။သူတို့ဆုံးရှုံးနေနာတဲ့အခြေအနေပေါ်ရခိုင်နှုံးတွက်ပြီးထောက်ပံ့ပေးဖို့စီစဉ်နေတယ်လို့ Hakka Times သတင်းဌာနတော်ထပ်လောင်းပြောဆိုခဲ့ပါတယ်။ရွေးကောက်ပွဲတွင်အနိုင်မရရှိခြင်းဟာပါတီအတွင်းပြဿနာရှိသောကြောင့်ဖြစ်ကြောင်းပူဆွေးချေဆိုထားတဲ့သတင်းကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်။2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲ၌အနိုင်မရရှိခြင်းဟာ NLD ပါတီအတွင်းပြဿနာကြောင့်ဖြစ်ကြောင်းချင်းပြည်နယ်အစိုးရဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပူဆွေးချေထံမှသိရှိရပါတယ်။ရွေးကောက်ပွဲမှာအနိုင်ရရှိလိမ့်မယ်လို့ယူဆပေမဲ့ပါတီတွင်းမှာပြဿနာရှိခဲ့တယ်။အသေးစိတ်ပြောပြဖို့မဖြစ်နိုင်လို့မပြောပြတာဖြစ်ပါတယ်။ပါတီအတွင်းမှာပြဿနာတွေရှိနေတာကြောင့်ဖြစ်တယ်လို့ဝန်ကြီးပူဆွေချေက Hakka Times သတင်းဌာနသို့ပြောပြထားပါတယ်။ NLD ပါတီအစိုးရလက်ထက်ချင်းပြည်နယ်အဖွဲ့၌ဝန်ကြီးတာဝန်ထမ်းဆောင်သည့်အနက်ပူဆွေချေတူဦးရီသာလည်းရွေးကောက်ပွဲတွင်အနိုင်မရရှိခြင်းဖြစ်ပြီးယခုခေတ်သို့အနိုင်မရရှိခြင်းဟာပါတီအတွင်းပြဿနာတချို့ရှိနေသောကြောင့်ဖြစ်ကြောင်း Hakka Times သတင်းဌာနသို့ပြောပြထားပါတယ်။ဒီကနေ့ Hakka Times မြန်မာဘာသာအစီအစဉ်ကိုကြလောက်နဲ့ပဲရနာတော့ပါမယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်။ကျွန်မ Elizabeth ပါ။